တက်ကတော့ဆိုတဲ့ကျွန်တော်တက်ရမယ့်အကြောင်းလေးကိုပထမဦးဆုံးချိန်ခြေချခွင့်ရတဲ့နေ့မှာပဲကျွန်တော်ဆိုရင်ဖွေးရမယ့်တောင်းရှိတယ်အေးပါကွာစီအောင်လုံးညကုန်းလေးနဲ့ရန်လာတယ်လို့လူလေငါလေငါတခုမှမသိပါဒီကောင်တစ်ခါပဲတွေ့ပြီးကြိတ်ကြွေနေတဲ့ကောင်မလေးတယောက်ရှိတယ်ကျွန်တော်လက်ရှာခြင်းလို့ဘူးကြီးပါငယ်ချင်းများလဲလိုက်ပြောမယ်ဘာလို့လဲစီပြေရင်မာရာစာများရှင်ဘိုးပြေစော်နော်ပဲဘုံနဲ့မင်းတို့သိအောင်ငါပြောမယ်မိကောင်မလေးကဘယ်လိုပုံစံမျိုးလဲဒီတော့ပြောရရင်ဘာနဲ့မီလေးလို့ခေလာတယ်လက်သေးကနေပိုးကိုဖျက်ကုတ်သွားတယ်ကောင်နေသမ်းပါဦးချက်ခုတ်တယ်ပြောအောင်မင်းနဲ့ပိုးနဲ့ချစ်သူတွေပြောတာဟုတ်ကျမရှင်တခါရဲမိတ်ဆက်ပေးရအောင်မယ်ဒါကကိုလင်းညိုတဲ့တော့ရှေ့ပြိုင်ပါလေဒီလိုကောင်ငါနဲ့ငါလောင်းစားတော့ဝါမှာမပေါ့ဒါမင်းရဲ့စိန်ခေါ်လာရဲဆိုတော့ငါလည်းဘွားမခတ်ဘူးမင်းနဲ့ငါပိုးပြိုင်လိုက်မယ်ရန်တနာတယ်ငါတို့တနာတဲ့စိတ်ကိုချုပ်ကန်လူရောက်ပါနဲ့ငါအစအဲ့လိုမထင်ခဲ့မိဟုတ်တယ်ပို့ငါအဲ့လိုကောင်းပဲနေလို့လူရောက်ပါငါရမ်းရော်တယ်မုန်းတယ်နင်းမျက်နှာကိုနောက်ထပ်မကြည့်ချင်ဘူးငါရှိဘတော်မပေါ်မလာပါနဲ့ဖေမင်းရိုက်ဘူးမင်းကိုစုံမမလို့လားတိခွိုင်လားမလင်းရလေမင်းထင်တာလည်းလင်းရလေချိန်မလို့ရောမဖြစ်ကြဘူးမိုးရရင်ထီလေးတစ်ချောင်းတော့ဆောင်းတော့ဗျာနော်ကျွန်တော်အရင်လိုပို့လာပြီးတော့ထီမမိုးပေးနိုင်တော့ဗျာကျမတို့ထီတစ်ချောင်းလည်းမလို့ဒီချာကဟောင်းလေးရှိရင်တော့အဲ့ရှင်တည်ရလား